အားလုံးပဲမင်္ဂလာပါနေ့တော့ပြောပြသွားခြင်းတဲ့အကြောင်းအရာလေးတော့ဒူတာသေးအကြောင်းပါဒူတာသေးဆိုတာကဘလို့လူမြတ်ပေါ့ဒူတာသေးဆိုတာက1945ခုနှစ်28ရက်နေ့မတ်လမှာမွေးဖွားလာပြီးတော့နိုင်ငံရေးသိပ္ပံနဲ့ပွဲရခဲ့တဲ့လူတစ်ယောက်ပါဒူတာသေးကပြင်းထန်တဲ့ရာဇဝတ်မှုတွေကိုနှိမ်နင်းမယ်ဆိုပြီးတော့မဲဆွယ်မှုတွေပြုလုပ်ပြီးတော့ပေါ့2016ခုနှစ်မှာရွေးကောက်ပွဲအနိုင်ရရှိလာခဲ့ပေါ့နော်ဒူတာသေးရွေးကောက်ပွဲအနိုင်ရရှိခဲ့စဉ်မှာပဲသူကဘာလုပ်လာလဲဆိုတော့War on Drugs ဆိုတဲ့ civil ဆွေးနွေးပါ War on Drugs ဆိုတာဘာလဲဆိုတော့ War on Drugs ဆိုတာတနည်းအားဖြင့်ပြောမှဆိုရင်စေသမားတွေနဲ့အစိုးရကြားစစ်ပွဲတရားလိုမျိုးပေါ့ဒါတွေကဘယ်လောက်ထိဆိုးလဲဆိုရင်ပေါ့နော် TV မှာသူသတင်းစကားမျှဝေတဲ့ချိန်မှာလည်းသူကဘယ်လိုပြောလဲဆိုတော့နောက်ဆုံးစေသမားတယောက်ကြံတဲ့ထိသူအဆုံးသတ်ပြမှာပေါ့အမှန်တမ်းပြောမယ်ဆိုတော့တတ်မယ်ဆိုပြီးတော့ချိန်ချောက်ပါတယ်စေသမား My campaign against drug will not stop until the last pusher and the last drug lord are ဆိုပေမဲ့ဘယ်လိုလဲဆိုတော့စေရောင်းတဲ့လူရောတုံးဆွဲတဲ့လူရောအကုန်ပါပါတယ်ဒူတာသေး War on Drugs စတင်ပြီးစားတဲ့ချိန်မှာပဲသူကရဲစခန်းမှာရှိတဲ့တန်တရားရှိတဲ့လူပေါင်းအယောက်3သိန်းလုံးကိုဖမ်းလိုက်ပါတယ်အယောက်3သိန်းလုံးဒီဘောက်ကိုဖမ်းပြီးတော့အချုပ်ထဲထည့်ထားတယ်ပေါ့နော်အများစုကခံရတာရောစင်ရဲသားတွေပါစင်ရဲသားတွေအများစုခံရတယ်နှံ့ထားရတဲ့လူအများစုကလည်းသူတို့လွတ်မြောက်ရေးအတွက်တရားမျှတမှုရရှိရေးအတွက်အချုပ်ထဲမှာပဲနှစ်တည်းအကြာကြီးချီပြီးတော့တရားခွင်ကိုစောင့်ရတာဘပိုင်းမှာမူရည်စီနဲ့ပတ်သက်ပြီးအငင်းပွားပေါ်ရပြစ်ခတ်မှုတွေအများကြီးဖြစ်လာပါတယ်ပေါ့နော်အများကြီးဖြစ်လာတယ်အဲ့ထဲမှာအများဆုံးခံရတာရောစင်ရဲသားတွေပါစင်ရဲသားတွေကအများဆုံးခံရတယ်မတ်လ2018မှာတော့သူကပြစ်ခတ်မှုတွေကခလုတ်ခံပြည်နယ်ထိရောက်လာတယ်ပေါ့တိတ်မကြောက်ခလုတ်ခံမျိုးထဲမှာတည်ဆုံးသူတွေအများကြီးပေါ်ပေါက်လာတယ်တည်ဆုံးသူတွေအများကြီးပေါ်ပေါက်လာတယ်အများဆုံးကတည်ဆုံးတဲ့ထဲမှာမူရည်စေဝါသမားရောင်းဝယ်သူတွေလည်းပါလို့မျိုးအပြစ်မဲ့ပြည်သူတွေလည်းပါပါတယ်ပေါ့အပြစ်မဲ့ပြည်သူတွေထဲမှာတော့မှကလေးတွေရောပါပါတယ်18နှစ်သားတွေရောပါပါတယ်သူကရဲတပ်ဖွဲ့ကဘယ်လိုလဲဆိုတော့သူပြစ်မဲ့ပြည်သူတွေရောစေသမားတွေရောပါလူအများစုကိုကြက်ကလေးငှက်ကလေးလိုမျိုးတက်ဖြတ်တာပါရဲတပ်ဖွဲ့နောက်ပိုင်းမှာ Double Death Squad ဆိုတဲ့Double တေချင်းဖွဲ့ဆိုတဲ့အဖွဲ့အစည်းတွေပါပေါ်ပေါက်လာတာပေါ့ဖွဲ့စည်းတွေကဘယ်လိုလူတွေပြစ်မှတ်ထားလဲဆိုတော့ရာဇဝတ်သားတွေရဲ့စေသမားတွေကိုပြစ်မှတ်ထားပါတယ်ဒါပေမဲ့လည်းအပြစ်မဲ့တဲ့ပြည်သူတွေပါအသက်ခံရတာပေါ့သူကဘယ်လိုလဲဆိုတော့ရာဇဝတ်သားတွေကိုဆင်းရှိတဲ့ရာဇဝတ်သားတွေကိုလမ်းပေါ်မှာလိုက်ပစ်တက်ပါတယ်အဲ့လိုဖွဲ့စည်းပါပြစ်ခံရတဲ့လူတွေဘက်ကလည်းရဲဥတိုင်းပါတယ်ဒါပေမဲ့တိပါတယ်သူတို့ရဲကဘာမှမလုပ်နိုင်အောင်ဆိုတာနောက်ပိုင်းမှာပြည်သူတွေကဘယ်လိုဖြစ်လာလဲဆိုတော့ဒူတာသေးကိုဆန္ဒပြကြပါတယ်drug on war ဆိုတာကစင်ရသားတွေအတွက်နဲ့ပြီးလို့ရှိရင်တည်ဆုံးသူတွေတရားမျှတရေးပါဒီဖြစ်စဉ်တွေအတွင်းမှာပေါ့နော်လူပေါင်းစင်းစရာတွေထုတ်ပြန်ထားတာလူပေါင်း6000ကျော်တည်ဆုံးခဲ့ပြီမဲ့တကယ်စင်းစရာတွေရဆိုရင်3000ကျော်လောက်ရှိပါတည်ဆုံးသူကနောက်ပိုင်း2025မှာပေါ့ဒူတာသေးကိုဖိလစ်ပိုင်ရဲတပ်ဖွဲ့ကဖမ်းဆီးပြီးတော့ ICC ကိုပို့လိုက်ပါတယ်အမှုကလူသားဖြစ်စီမှုကိုဆန့်ကျင်တဲ့အမှုအနေနဲ့ပါ